King Plus မှာ home ပေါင်းအနေနဲ့အတန်ဆုံးပြင်နိုင်ပြီ King Plus မှာ home ပေါင်းအနေနဲ့အတန်ဆုံးပြင်နိုင်ပြီ King Plus မှာ home ပေါင်းအနေနဲ့အတန်ဆုံးပြင်နိုင်ပြီ ဟာသွားပါပြီခါ ဘလို့လောက်ကြမလဲ ကွဲသွားပြီဘယ်လိုလုပ်ရမလဲ ဘလို့လောက်ရမလဲဘလို့လုပ်မလဲတကယ်ချင်း ပြောလိုက်တာငါဖုန်းလေး အော်ဟဲ့ငါသိပြီဟိုကလေနင်းနဲ့ငါနဲ့ဟိုတနေ့ကလေတိမ်ပြူစင်းနာသွားတော့ကလေအမှ Game Plus ဆိုတာလေအေးဟုတ်တယ်အမှလေဟုံပေါင်းနေအတန်ဆုံးပြင်နိုင်ပြီဆိုရင်လူကြီးကအိုနေရကွယ် ဒီအစား အဲ့မှာတက်ပြင်ကြမလားငါတို့ရေ အေးမစိုးတော့ပြင်မယ်လေအခါတော့မယ်နော်အေးတော့မယ် ဒါမယ်ကုန်းမယ်မင်္ဂလာပါရှင်။ပါလီညကူညီပေးရမယ်ရှင် ဟိုမှာလေကိုဖုန်းလေးပြင်ကြည့် ။အော်ဟုတ်ကဲ့ဟုတ်ရပါတယ်ရှင်။ဟိုလေးဖုန်းကလေးလဲမယ်ဆိုတော့ကိုကြာချင်းရတော့3နာရီလောက်တော့ကြာမယ်ရှင် ။3နိုင် အခုပြီးမှပဲလာတင်လိုက်မယ်လေနော် တင်းမှပဲလားပြင်လိုက်မယ်နော် ။ဟုတ်လားဟုတ်ရပါတယ်ရှင် 3 hours later. ။ညီမတွေအမကိုဖုန်းရပြီလားမသိဘူး ။အော်ဟုတ်ကဲ့ဟုတ်ဖုန်းလေးရပါတယ်ရှင် ။အကောင်နဲ့လေဟိုတနေ့ကလေညီမတို့ဆိုင်ရှိမှာလေဟုံပေါင်း promotion ဆိုပြီးတော့အော်နေရလေအဲ့အခုအကျုံးဝင်သေးလားမသိ ။ဟုတ်ကဲ့ promotion လေးရှိပါသေးရဲ့နော်။မ promotion လေးရဆိုလို့ရှိရင်နော် February လ17ရက်နေ့ကနေပြီးတော့ February လ28ရက်နေ့ထိ King Plus မှာ Apple device တွေလာပြတဲ့ customer တိုင်းကိုဖုန်းပေါင်းလေးပေးနေပါပြီနော်။ဒီ promotion လေးမှာဆိုလို့ရှိရင်နော် discount လေးလည်းထည့်ပေးရပါတယ်ရှင်။ discount လေးရကြတော့10%နေပြီးတော့100% discount လေးရှိပါတယ်နော်။ 100%ထိရောက်မှာ အဲ့ဆိုတကယ်ချင်းငါပဲနိုင်လိုက်တော့မယ်။ Okay ငါတော့ကံမပေါက်အဲ့ဒါကြီးနဲ့အပေါက်မလဲဟေး ဟာပေါ့လေ ငါပတ်စံအများကြီးမကုန်ရင်နော် နိုင်လိုက်ပြီတကယ်ချင်း အောင်ကွာ အေး 100%ဝါးမိုက်ဝါကြီးနေ ပွားပြီတကယ်ချင်းငါတို့တော့ပွားပြီ ဒီက lucky နေပဲ ဒီမှာ100%ပဲပါ